Today I saw something really sad. Besides the road in Myanmar, they're only like 14 years old, I guess, and they're children, and they're not boys, they're girls. ဒီမြန်မာနိုင်ငံမှာမနေ့ကကျွန်တော်လမ်းဘေးတနေရာမှာမင်းကလေးငယ်နှစ်ယောက်ဆေးလေးတောင်းနေတာတွေ့ခဲ့တယ်။သူတို့ကအရန်ငယ်သေးတယ်။ဒါကျွန်တော်စိတ်ထဲမှာဖြစ်လိုက်တဲ့ခံစားချက်ကတော့တော်တော်စိတ်တူတယ်။သူတို့စိတ်တူတယ်ဆိုတာထက်မြန်မာနိုင်ငံရဲ့ဖြစ်ပျက်နေတဲ့အခြေအနေတွေပေါ်မှာကျွန်တော်စိတ်ပြတ်မိတယ်ဗျာ။ two young girl they were smoking. မင်းကလေးငယ်နှစ်ယောက်ဆေးလေးတောင်းနေတာကိုကျွန်တော်တွေ့ခဲ့တာ I'm 31 years old ကျွန်တော်ကအသက်30နှစ်ရှိပြီ but ဒါပေမဲ့ကျွန်တော်ဆေးလေးမတောက်ဘူး I'm not making this video to shame them. I'm not going to show their face here. I want to talk about why this is happening and how we can help them. ဒီဗီဒီယိုကိုလောက်ရတဲ့ရည်ရွယ်ချက်ကကျွန်တော်တို့ကိုအဆက်ခွဲကျွန်တော်မဟုတ်ပါဘူးကျွန်တော်မှတို့နဲ့ဆိုင်တဲ့ဗီဒီယို record လည်းမယူထားပါဘူးကျွန်တော်လုပ်တဲ့ရည်ရွယ်ချက်ကတော့ကျွန်တော်တို့ဒါဘာကြောင့်မြန်မာနိုင်ငံမှာဒီကလေးငယ်လေးတွေကဆေးလေးတောင်းနေတာလဲကျွန်တော်တို့ဘယ်လိုကူညီနိုင်မလဲဆိုတာကိုဒီမှာလာပြီးတော့ပြောပြချင်တာဆွေးနွေးချင်တာဖြစ်ပါတယ် They two were sitting beside the road smoking like adults. Honestly, it shocked me a lot. You know why? Because at this age, they should be studying at school, they should be playing with their friends, and they should be enjoying their life, not about smoking. သူတို့ကလမ်းဘေးမှာဆေးလေးတောက်နေတာပါကျွန်တော်တောင်မြင်တဲ့ချိန်မှာအရင်အံ့ဩမိပါတယ်ပထမကျွန်တော်ပြောခဲ့သလိုပဲကျွန်တော်ကအသက်30နှစ်ရှိပြီဒါပေမဲ့ကျွန်တော်ဆေးလေးမတောက်ဘူးအရင်မတောက်ဘူး I'm very happy about my cleaning habit the way I stay. I really hate smoking and drinking. But why these children? ဘာကြောင့်ဒီကလေးတွေကငယ်ငယ်ရွယ်နဲ့ဆေးလေးတောက်နေရတာလဲသူတို့ရှိရမယ့်နေရာကစာတင်နေရမယ့်နေရာစာလေးလာနေရမယ့်နေရာပြီးတော့ဒါသူတို့ရဲ့ကစားနေရမယ့်အရွယ်သူတို့ဘဝကိုပြည့်ပြည့်ရှင်းရှင်းဖြတ်တန်းနေရမယ့်အရွယ်သူတို့ဆေးလေးတောက်နေတဲ့ပျော်ရွှင်မှုဆိုတာမားနေတဲ့အရာဖြစ်တယ် Why ဘာကြောင့်လဲ But in reality they are influenced by friends, stress and social media and the environment around them. တကယ်တော့သူတို့ကိုလွှမ်းမိုးနေတဲ့အရာသူတို့ရဲ့တငယ်ချင်းတွေသူတို့မြင်နေတဲ့အရာတွေရုပ်ရှင်ဗီဒီယိုတွေအရာတွေ social media ကနေပြီးတော့သူတို့ပတ်ဝန်းကျင်မှာသူတို့ကိုလွှမ်းမိုးပြီးတော့လမ်းလွဲနေတယ်လို့ကျွန်တော်ကမြင်ပါတယ် Smoking at a young age is very dangerous. Smoking can damage your lung and affect the brain and it can create addiction very early. So ဆေးလေးတောက်ခြင်းကဒီငယ်ရွယ်နဲ့ဆေးလေးတောက်တာဟာအရန်ဒီကလေးတွေရဲ့အန်ဒီရရှိတယ်။အုံနောက်ကိုပျက်စီးစေတယ် and ပြီးတော့ဒီအဆုတ်တွေကိုလည်းထိခိုက်စေတယ်ငယ်ရွယ်တဲ့အချိန်မှာမဟုတ်ပါဘူး။ဒါကဘယ်လိုမှဆိုဆေးလေးမတောက်ရင်ကောင်းတယ်ဆိုတာလူကြီးတွေအကုန်သိတာ။ဒါပေမဲ့ဒီကလေးတွေမှာပညာဘဝတုဒ္ဒဘာကြောင့်သူတို့စီမှာမရောက်နေသေးတာလဲဆိုတဲ့မိကွန်းတစ်ခုရှိတယ်။ပြီးတော့ဒီငယ်ရွယ်နဲ့ဆေးလေးတောက်တဲ့ချိန်မှာသူတို့ဆွဲလန်းသွားပြီးတော့မထိန်နိုင်ပဲနဲ့ဘာဖြစ်နိုင်လဲဆိုတော့ဆွဲလန်းသွားစေတဲ့အကျင့်တစ်ခုကိုရသွားစေနိုင်တယ်။ကောင်းတဲ့အရာကိုဆွဲလန်းတာမဟုတ်ဘူးကွာ။စာကြိုးစားမယ်စာပြိုင်မယ်တနေ့တစ်နေ့တိုးတက်အောင်လုပ်မယ်ဆိုတဲ့အကျင့်ကိုဆွဲလန်းစေတာမဟုတ်ဘဲနဲ့တနေ့တစ်နေ့ဆေးလေးကိုတောက်မယ်ဆိုတဲ့အကျင့်ကြီးရသွားရင်ဘယ်လိုလုပ်မလဲဒီကလေးတွေပေါ်မှာ Sometimes children smoke because they want to look cool and mature. တခါတလေမှာသူတို့ဆေးလေးတောက်တာကသူတို့ကိုသူတို့ style ရှိရလို့ထင်တယ်။ဘာကြောင့်လဲဆို social media ရဲ့လွှမ်းမိုးမှုတွေပတ်ဝန်းကျင်မှာရှိတဲ့လူငယ်တွေရဲ့လွှမ်းမိုးမှုတွေကလည်းသူတို့ကိုထိခိုက်လွှမ်းမိုးမှုရှိတယ်။ဆေးလေးတောက်တာက style ကောင်းတယ်။ဒါကခေတ်ရည်စည်းထဲမှာမျောနေတယ်လို့သူတို့ကအသွေးအခေါ်နှုတ်နေတဲ့ချိန်မှာဝင်နေတာတကယ်တော့ really smart in protecting your health and creating your good future. ဒီဆေးလေးတောက်တာက style ရှိတာမဟုတ်ဘဲနဲ့ကောင်းတဲ့အမြင်ရှိတယ်တော့မဟုတ်ဘဲနဲ့သူတို့တည်ရမှာကသူတို့ကျမ်းမာရေးသူတို့ဂရုစိုက်တဲ့ချိန်မှာအနာဂတ်မှာသူတို့ဖန်တီးနိုင်တဲ့အရာတွေအခွင့်အလမ်းတွေအများကြီးရှိတယ်ဒီအရာတွေကိုလူငယ်တွေကိုသိစေချင်တယ်ကလေးတွေကိုသိစေချင်တယ်လမ်းမလွဲစေချင်တယ်အဲ့အတွက်လူငယ်တွေကဘာလုပ်ရမှာလဲဆိုတော့ကလေးတွေရှိမှဆေးလေးမတောက်ပါနဲ့ကလေးတွေရှိမှအရင်မတောက်ပါနဲ့သူတို့မရှိတဲ့ကိုယ်ရမှာမမြင်နိုင်တဲ့နေရာမှာဖန်တီးပြီးတော့ဒါတွေလုပ်ယူလို့မရဘူးလားဘာကြောင့်လဲဆိုတော့မြန်မာနိုင်ငံမှာဒီ16နှစ်အောက်အရွယ်ကလေးလေးတွေသူတို့အယူလွဲမှုတွေဖြစ်နေတယ်လမ်းလွဲမှုတွေဖြစ်နေတာကိုကျွန်တော်တွေ့လို့ဖြစ်ပါတယ် If you are a teacher, a parent, if you are an older brother,
if you are an older sister please guide children with patience not only punishments တင်ကိုယ်တိုင်ကမိဘဆရာတယောက်အကူအကြီးအမအကြီးဆိုရင်ဒီငယ်ရတဲ့ကလေးတွေကိုစိတ်ရှိရှိနဲ့လမ်းပြပေးပါအဖြစ်ပေးတာပဲမဟုတ်ဘဲနဲ့စိတ်ရှိရှိနဲ့လမ်းပြပေးဖို့မှန်တဲ့လမ်းကိုပြတာပေးဖို့အတွက်အကြံပြုပါတယ် When I saw them yesterday they were smoking yeah the first action was to get angry slowly I changed I feel worried and I feel sorry for them to see that ကျွန်တော်တို့ကိုတွေ့တဲ့အချိန်မှာခဏချစ်ချင်းစိတ်ဆိုးရွားပင်မဲ့ပြန်တွေးကြည့်တော့ကျွန်တော်တို့အတွက်စိုးရိမ်မိပါတယ်သူတို့ရဲ့အနာဂတ်တွေအတွက် You know why because children are the future of our country ဘာကြောင့်လဲဆိုတော့ကလေးတွေကကျွန်တော်တို့နိုင်ငံရဲ့အနာဂတ်တွေမို့လို့ပါ So if we ignore this problem now it can become the big problem later in the futureအခုကျွန်တော်တို့ဒီဟာတွေကိုမထီမဲ့မြင်ပြုပြီးတော့ဘာမှမပြောဘူးထားလိုက်မယ်ဆိုရင်အနာဂတ်မှာဒါဟာပြဿနာဖြစ်လာနိုင်ပါတယ်စိုးရင်စရာပိုပြီးတော့စိုးရိမ်စရာဖြစ်လာနိုင်ပါတယ်ကျွန်တော်လည်းစိတ်မကောင်းဘူးသူတို့ကover around like over 14 years between 14 years and 16 years သူတို့က14နှစ်16နှစ်အရွယ်လေးတွေသူတို့ကိုတွားပြောရင်လည်းသူတို့လက်ခံပါလားကျွန်တော်ကိုပြန်អော်လိုက်ပါလားတွားမပြောလိုက်ပြင်မဲ့ဒါကျွန်တော်လည်းI feel guilty ကျွန်တော်အပြစ်ရှိတယ်လို့လည်းခံစားရတယ် Why because like they are not my own children ကျွန်တော်ရဲ့ကလေးအရင်လည်းမဟုတ်ကျွန်တော်လမ်းမှာတွေ့ရင်ကျွန်တော်ပြောခဲ့တယ်ဒါပေမဲ့ကျွန်တော်ကအမြဲတမ်းအချိန်တွေတိုင်းမှာအပြစ်တင်နေတဲ့လူကွာနောက်ပိုင်းဆိုရင်တော့ကျွန်တော်ဒီຢာတွေတွေ့တဲ့အချိန်မှာကောင်းကောင်းလေးနားဝင်အောင်ခဏတစ်ဖြုတ်ရက်ပြီးတော့ပြောလိုက်မယ်လို့ကျွန်တော်စဉ်းစားထားပါတယ် I hope young people watching this video understand that smoking doesn't make you stronger and better ဒီဗီဒီယိုကြည့်နေတဲ့လူငယ်ကလေးတွေအနေနဲ့ကျွန်တော်မြင်စေချင်တဲ့အရာကတော့ဆေးလိပ်တောက်ခြင်းဟာတင်တို့ကိုတမ်းမမစေဘူးတင်တို့ကိုပိုကောင်းလာတဲ့လူမဖြစ်လာစေဘူးအဲ့ဒါကိုတင်လက်ခံမှုလိုတယ်ခါဒီမှာကျွန်တော်တို့အမြင်ပေါ်မှာပြီးတော့လူများတွေအထင်ကြီးအောင်စတိုင်မအောင်ငါတော့ဂေါ်လိုက်ရအောင်ဆိုတဲ့အရာလေးနဲ့မတရစေချင်ဘူး You need to take care of your health ကလေးတွေကသူတို့ကျန်းမာရေးဒီအရွယ်မှာဆိုရင်ကျန်းမာရေးကိစ္စရမယ့်အရွယ်တွေပျော်ရွှင်နေရမယ့်အရွယ်တွေဖြစ်တယ် So ဆေးလေးတောက်ခြင်းကတော့ကျွန်တော်အရန်မိုက်တဲ့ကောင်ကြီးအရန်မိုက်တဲ့ကောင်းမလေးအဲ့လိုမဖြစ်စေပါဘူးဒါအထင်အလွဲမှားနေတဲ့ social media ရဲ့လွှမ်းမိုးမှုတွေဘေးပတ်ဝန်းကျင်ရဲ့လွှမ်းမိုးမှုတွေကြောင့်ဖြစ်နေတာပါ If you are young please take care of your health choose sports learning martial art like other additionals like interesting about your hobby like readings and playing sport learning music instrument it make you stronger and better for the future for our country for our family so ဒီဆေးလေးတောက်တွေကိုရွေးချယ်မယ်ဆိုအတတ်ပညာတစ်ခုခုကိုတင်ထားလိုက်တာဟာအနာဂတ်အတွက်ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်တယ် Together we can achieve many things like Aula Hassan TF in his world title winning in one championship အလားအဆန်ပြောခဲ့သလိုပဲကျွန်တော်တို့ကအတူတူဆိုရင်ပြဿနာတွေကိုအတူတူဖြေရှင်းနိုင်မှာဖြစ်ပါတယ် Thank you for watching my video please share and subscribe to my channel to spread awareness smoking is not good so ဒီဗီဒီယိုကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်တယ်ဒီဗီဒီယိုကတင်းအတွက်အကျိုးရှိတယ်ဒါတင်းကိုနှိုးဆော်မှုတစ်ခုဖြစ်တယ်ဆိုရင် like and subscribe နေပြီးတော့နောက်ဗီဒီယိုမှာဆုံတွေ့ကြမယ်ကျေးဇူးတင်ပါတယ်